ကြက်မွေးမြူရေးကအတုတ်တိုင်းအပတ်တိုင်းအဆင်ပြေနေတာတော့မဟုတ်ဘူးခင်ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာတော့ဒီအပတ်ကျွန်တော်ကြက်ကလေးတွေတရက်သားနဲ့9ရက်အတွင်းလဲလိန်ဖြစ်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်တို့အဖြေရှာကြည့်ကြရအောင်ဒီဗီဒီယိုမှာမြင်တွေ့နေရတဲ့အတိုင်းဒါကတရက်သားနဲ့9ရက်အတွင်းလဲလိန်ဖြစ်သွားတဲ့အကောင်လေးတွေပေါ့နော်ဒီလိုဖြစ်သွားရတဲ့အကြောင်းရင်းကတော့ကျွန်တော်ညံမိဘယ်လောက်ပြောရရင်တော့အချက်နှစ်ချက်တော့ရှိတယ်ဗျတစ်ချက်ကတော့ဒီကျွန်တော်တို့ကာကွယ်ဆေးကျွန်တော်ကကာကွယ်ဆေးပေးပြီးတောင်းမှားတာပေါ့ကာကွယ်ဆေးမထိလိုက်လို့မအောင်လိုက်လို့ပေါ့နော်အဲ့လိုမျိုးဒါတစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့ဒီဗိုက်တာမင် B-E တက်တွေချုပ်ယွင်းလို့ဖြစ်သွားတာတစ်ချက်ပေါ့နှစ်ချက်ရှိတာပေါ့နော်နောက်ထပ်2ရက်ကနေ3ရက်တွင်ဒီလိုလဲလိန်အကောင်လေးတွေထပ်တိုးလာမယ်ဆိုရင်တော့ကျွန်တော်အမြင်ကတော့ဒီ NDIB spray ဖြန်းတာမထိလို့ဆေးမအောင်လို့ပေါ့နော်အဲ့လိုပဲယူဆရမှာပေါ့အကယ်၍ဒီလိုလဲလိန်အကောင်လေးတွေမဖြစ်တော့ဘူးရက်သွားမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဗိုက်တာမင် B ဗိုက်တာမင် E အဲ့ဒါမျိုးအာဟာရတွေချို့တဲလို့ပေါ့နော်ဒီလိုအာဟာရချို့တဲရခြင်းအကြောင်းရင်းကတော့ကျွန်တော်တို့အဓိကဒီအစာပေါ်မှာပဲမူတည်နေမှာခင်ဗျဘာလို့အစာလို့ပြောရတာလဲဆိုရင်ကျွန်တော်တို့ကကြက်ပေါက်စားရောက်တဲ့ကနေ9ရက်9ရက်လောက်ထိကကျွန်တော်တို့ဗိုက်တာမင်အားဆေးတွေကကျွန်တော်တို့ကနေ့တိုင်းတိုက်တယ်ဒါကြောင့်မလို့ကျွန်တော်ကအစာကြောက်လို့ပြောရမှာပေါ့နော်တခါတလေကျရင်ဒီကုမ္ပဏီဘက်ကပေါ့နော်အမြဲတမ်းတော့မဟုတ်ပါဘူးတခါတလေဖြစ်ခဲပါတယ်ဒီလိုမျိုး quality ညံ့သွားတာပေါ့နော်တခါတလေပေါ့ဖြစ်ခဲပါတယ်ဒါတွေကတော့ဒီလိုလဲလိန်လေးတွေဖြစ်လာတဲ့အချိန်မှာအခုလောလောဆယ်ဆယ်ပေါ့နော်ကျွန်တော်တိုက်တဲ့ဆေးပုံစံကိုကျွန်တော်ပြောင်းထားတာပေါ့ဒီကျွန်တော်တို့ဝန်းတို့အချွဲတို့ဆေးကိုခဏရက်ပြီးတော့ကျွန်တော်ကဒီညဘက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ KD4 တို့လိုမျိုးကယ်လဆီယမ်တို့ကယ်လဆီယမ်အယိုးနဲ့ကြောပေါ့နော်အယိုးနဲ့ကြောအားဆေးတိုက်တယ်မနက်ကျရင်ကျွန်တော်တို့ကဗိုက်တာမင်အားဆေးတွေတိုက်တယ်ကျွန်တော်ဥပမာ high C တို့လိုမျိုးအတိဆေးတွေတိုက်လို့ပြန်ကောင်းနိုင်လားမကောင်းနိုင်ဘူးလားဆိုတော့ကျွန်တော်လည်းမသိသေးဘူးကျွန်တော်လည်းကိုစွမ်းညံစွမ်းရှိသလောက်တော့ဒီကျွန်တော်တိတလောက်ဆေးနီးလေးတွေတော့ကျွန်တော်တိုက်ပြီးတော့စမ်းကြည့်နေတာပေါ့နောက်2ရက်3ရက်လောက်မှပဲကောင်းလားမကောင်းလားဆိုတော့ကျွန်တော်တို့အဖြေသိရမှာပေါ့ဗိုက်တာမင်ဓာတ်ချို့တဲ့တာမှန်ကန်ခဲ့ရင်တော့ပြန်ကောင်းသွားနိုင်တာပေါ့နော်အခုလက်ရှိမှာတော့ကျွန်တော်လုံနိုင်တာလုံလို့ရတာတွေအကုန်လုံးတော့ကျွန်တော်လိုက်လုပ်ထားတာပေါ့နော်ချက်ကလေးတွေကိုကျွန်တော်ကဒီရက်ပိုင်းကလည်းအေးလာတယ်ဆိုတော့နှွေးထွေးအောင်ထားတယ်မီးပိုးတွေဖို့ပေးတယ်မီးလုံးတွေထည့်တယ်နိုင်ဝက်တစ်ခါလောက်ကျွန်တော်ကမောင်းပေးတာပေါ့နော်ချက်တွေဒီလေးတအားစုနေမှာကြောက်လို့ကျွန်တော်ညံမိတယ်လို့ကျွန်တော်လုံနိုင်တာလုံလို့ရတာအကုန်လုံးတော့ကျွန်တော်လုပ်ထားတယ်နောက်2ရက်3ရက်နေရင်ဘာတွေပြောင်းလဲလာမလဲကောင်းလာမလားမကောင်းလာဘူးဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အကယ်၍မကောင်းလာဘူးဆိုရင်တော့ကျွန်တော်တို့တခြားနည်းလမ်းတွေစဉ်းစားရအောင်ပါပေါ့နောက်3ရက်နေရင်ကောင်းသွားလားမကောင်းသွားလားဆိုတာကျွန်တော်ဗီဒီယိုထပ်လုပ်ပြီးတော့တင်ပေးပါမယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်